အာယုဘွမ်ကမ္ဘာမြန်မာနဲ့ဗုဒ္ဓဂါယာအပြည်ပြည်ဆိုင်ရာဖျားဖို့ကုမ္ပဏီမှကြိုဆိုပါရရှင်မြန်မာနာမည်ကတော့မေဖူပါရှင်တီးလင်ကဆွေတော်လှည့်လည်ပူဇော်ပွဲခီးစဉ်ကိုတက်ရောက်ပုံပြမယ်ဆိုလို့ရှိရင်တော့ပထမဆုံးရရှိမဲ့မြို့လေးကတော့ကိုလံဘိုမြို့ပဲဖြစ်ပါရဲ့ရှင်အခုမြင်တွေ့နေရတာကတော့တီးလင်ခံနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်တဲ့ကိုလံဘိုမြို့ပဲဖြစ်ပါရဲ့ရှင်အိန္ဒိယသမုဒ္ဒရာကမ်းခြေတစ်လျှောက်တည်ရှိနေတဲ့ကိုလံဘိုမြို့ဟာခင်မီမျိုးပြအလှတရားတွေနဲ့သမိုင်းဝင်ရည်ကြီးမှုအမွေအနှစ်တွေပေါင်းဆက်တည်ရှိနေတဲ့လှပတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်ရှင်။ပင်လယ်လေးပြေကိုခန်းစားရင်အနားယူနိုင်တဲ့ Coffee Screen မြို့တော်ကိုအပေါ်စီးကနေကြည့်ရှုနိုင်တဲ့ Lotus Tower နဲ့ဗုဒ္ဓဘာသာအမွေအနှစ်များစွာကိုလေ့လာဖွံ့ဖြိုးနိုင်တဲ့ဂင်္ဂရာမချံဘယ်တို့ဟာကိုလံဘိုမြို့ရဲ့အထင်ကြီးရနေရာများပဲဖြစ်ပါတယ်ရှင်။ဒါအပြင်စီကာတိုင်မြိုက်တဲ့ဇေတန်းများဒေသရိုးရာအစားအစာများနဲ့ဖော်ရည်ပြုံးလာတဲ့လူနေမှုပုံစံတွေကလည်းခီးသွွားများရဲ့စိတ်ကိုအလွန်မဲ့ဆွဲဆောင်နေပါရဲ့ရှင်။တင်းလင်္ကာနိုင်ငံကိုလာရောက်လည်ပတ်မယ်ဆိုရင်တော့ကိုလံဘိုမြို့ဟာမဖြစ်မနေလာရောက်လည်ပတ်တဲ့နေရာတစ်ခုပဲဖြစ်ပါရဲ့ရှင်။တီးလင်ကဆွေတော်လှည့်လည်ပွဲခီးစဉ်လေးကိုလည်းညီမတို့ကမ္ဘာမြန်မာနဲ့အတူလိုက်ပါဖွံ့ဖြိုးဖို့အတွက်ထပ်မံဖိတ်ခေါ်ပါရစေရှင်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။